ဒါတွေကိုကြည့်ဒါမသားတွေထားတဲ့နေရာသင်းញိုင်းနေမြေလို့ဆိုလိုတယ်မသားတော်မှလူတွေရဲ့တုံးနဲ့တူမိမိရဲ့စန္ဒအယူအစွဲလေးတွေကြောင့်မသားတော်မတူသေးရမသားတော်သင်းញိုင်းမြေမှာအစဉ်တန်းလေးတော့နည်းနည်းခွဲကြထားတယ်ကူတဲ့ထဲထားတဲ့မသားလောင်းရှိသလိုမြေကြီးတဲ့ကိုမြုပ်ရတဲ့မသားလောင်းနေရှိတယ်ဒါပေမဲ့ဘလို့ပဲတည်တည်မသားကမသားပါပဲလူတွေရဲ့ကြောင်းကြောက်အနေမြင့်အတန်းမရှိအစဉ်တန်းလေးတွေခွဲနေတာမွေးလာပြီးတော့ဥဝဲဆိုတဲ့အတန်နဲ့နောက်ဆုံးသေဆိုတဲ့မသားနဲ့ဒီနှစ်ခုကြားပါပဲတဘဝမှာမွေးပြီးသေတဲ့ဘဝလေးတဘဝပြီးတာပဲပြီးတဲ့ဘဝလေးမှာကောင်းတာလေးတွေမလုံနိုင်ခဲ့ရင်တော့စိုးတာလေးတွေလှုပ်ဖို့မသင့်ရအမတန်မြင့်မြတ်လှတဲ့လူဘဝဆိုတာလူဖြစ်တိုင်းမမြတ်ဘူးမြင့်ပြတ်တဲ့အကျင့်တရားတွေကိုကျင့်သုံးမှမြင့်ပြတ်တဲ့လူဘုံလို့ဆိုလိုတယ်လူဘဝလာပြီးမြတ်တယ်ဆိုတဲ့အတန်လေးကြားယုံလောက်နဲ့ငါလူဖြစ်တာမြတ်တယ်မဆိုနဲ့ဘာဖြစ်လဲသိလားလူဟာအာကုသို့အများဆုံးအလုပ်ကိုလုပ်နိုင်သူပဲကုသို့အများဆုံးလည်းလုပ်နိုင်တယ်တေးကြတဲ့တစ်ခုကအမှောင်နဲ့အလင်းအောက်နဲ့အပေါ်အမားနဲ့အမှန်နှစ်ခုပဲရှိတယ်အဲ့ဒီနှစ်ခုကိုတော့အမှောင်မသိအလင်းမသိခွဲမတတ်ဘူးလားအောက်နဲ့အပေါ်နဲ့ခွဲမတတ်ဘူးလားအမားနဲ့အမှန်ခွဲမတတ်ဘူးလားဒီနေရာတွေကလည်းဒီမြေကြီးတွေမသားတွေထားတဲ့နေရာတွေပဲဒါဟာအခုလောကနဲ့ကိုယ်အမြင်လေးတဲ့ဒီနေရာမသားထားတဲ့နေရာဒီလောက်ပဲမြင်နေမရေမတွက်နိုင်တဲ့အသင်္ချေနန္ဒအလောင်းတွေဘယ်လောက်တောင်ထက်ခဲ့တယ်ဒီမြေကြီးတွေကမသားမြေတွေရောမဖြစ်နိုင်ဘူးလားအခုပြောနေတဲ့ငါလည်းအကျဉ်းပေါင်းဘယ်လောက်တောင်ဒီနေရာမှာမသားဖြစ်ခဲ့ပြီလေငါမသိရကြည့်နေတဲ့သူတွေလည်းဒီနေရာမှာမသားမဖြစ်ခဲ့ဘူးလို့ပြောနိုင်သလားမွေးပြီးသေမဲ့ဂျားကလာလေးမှာအာဟုသူတရားတွေရှောင်ကြလူဖြစ်လာတဲ့ဘဝဥဒပဏမတာဝန်လူရဲ့တာဝန်ပေးစရာမလိုပဲလူဖြစ်ပြီးတာဝန်ဆိုတာသူအလိုလိုပါလာပြီးသားမိမိတာဝန်ကိုအရင်ဆုံးယူတာဝန်ယူနိုင်တဲ့အရေးရှိအောင်ရင်လို့ပြီးရင်အမျိုးတွေတာဝန်ကိုယူအမျိုးတွေကိုအကျယ်ချက်မပြောဘူးအချင်းချုပ်လိုက်မိသားစုတစ်ခုလုံးပါတယ်မိသားစုကအစအမျိုးတွေကိုတာဝန်ယူပြီးရင်မိမိနေထိုင်တဲ့နေရာအနီးနားပတ်ဝန်းကျင်တတ်နိုင်တဲ့တာဝန်ယူရတယ်ပြီးရင်မိမိနေထိုင်တဲ့အရက်ဒေသဒီနေရာမှာနေတဲ့မိမိအရေးခိုးတဲ့နေရတဲ့နေရာကိုအကျေးဇူးပြုရတဲ့အရက်ဒေသရဲ့တာဝန်ကိုကြည့်ရတယ်မိမိတိုင်းနိုင်ငံအစားဆုံးတာဝန်ယူမဲ့ဆိုကဘာမြေတရဝါပေါင်းတွေတာဝန်အစစ်အစစ်ကိုနိုင်တဲ့လောက်ယူလို့ရတယ်ဒါမှမြတ်တော်လူချင်းမြတ်တဲ့မျက်နဲ့ကောင်းမြတ်တဲ့အကျိုးတရားတွေမြောင်များစွာထွန်းပါလာမှာပေါ့အခုကမိမိအကျိုးစီးပွားတစ်ခုတည်းကိုအရင်ဆုံးကြည့်လိုက်ပြီးတော့အကြောင်းအရာအမျိုးမျိုးမိသားစုတွေရှောင်းပါဝင်းကျင်ခူလုံးလို့လိုအပ်တဲ့အရာကိုသူတစ်ပါးတွေအကျိုးစီးပွားဂုဏ်တိတ်ခါဘဝတွေကိုခြေမုံကိုယ့်အတွက်တစားကန်လို့
တတိပြီးမှကိုဘဝအောင်မြင်မယ်ပြည့်စုံမဲ့လူတာရမဲ့ဘဝကိုယူတာတင်လုံနေတဲ့လုံရည်မပြီးပြောက်မအောင်မြင်ခင်နဲ့တင်ရယွန်းတရားကောင်းတဲ့ရှက်စရာကောင်းတဲ့သူဖြစ်နေတာမစင်းသားမိရောသလားတင်လုံလိုက်တဲ့အလုံရက်ခါတင်တယောက်တည်းမပြီးရတင်အထက်ကလူလဲမိမိရဲ့အမွေတွေကူးတယ်တင့်အောက်ကလူလဲကူးတယ်တင်တယောက်မကောက်မှုကြောင့်အပေါ်အောက်ကိုနဲ့သက်ဆိုင်သူတွေအကုန်လုံးအပုတ်နတ်နေထွက်ကုန်တယ်မတားမွေးပြီးသေးမယ်ဆိုတာမှတ်လိုက်မွေးပြီးသေးမယ်မွေးပြီးရတဲ့သေးမယ်ဒါဟာမွေးရတဲ့ဘဝကိုမျောလင်းရသေးတယ်မမွေးခင်သေးတဲ့ဟာတွေကိုထဲ့မတွက်ဘူး